အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တင်ဆက်ပေးတဲ့ဗီဒီယိုတွေမှာဆိုရင်လေကြီးစုအားပေးသူတယောက်ချင်းစီတိုင်းလဲအတွေ့အကြုံတစ်ခုခုရမယ်လို့မျှော်လင့်ရင်းနဲ့ပဲကျွန်တော်ပြန်လဲ sharing လုပ်ပေးရင်းနဲ့ပဲတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါကဲဒီကိုတွေအနေနဲ့ကျွန်တော်ဗီဒီယိုမတင်တာလဲကြာသွားပြီငရမ်းပြည့်ဗီဒီယိုလေးတွေကျွန်တော်ပြန်တင်ပေးပါမယ်ဒီကပိုင်းကျွန်တော်နည်းနည်းအနေချင်းအလုပ်ရှုံနေလို့အဲဒါကြောင့်အခုမှကျွန်တော်လဲဗီဒီယိုပြန်တင်ပါပါပြီးကျင်တာရှင်းလဲ comment မှာမေးလို့ရပါတယ်ကျွန်တော်တီးတလောက်လေးကိုပြန်လဲပြီးတော့ sharing လုပ်ပေးပါမယ်ဒီကန်ကတော့ဘယ်သူကန်လို့ထင်ပါတယ်လဲနားချောင်းသားလေးကန်ပါခင်ဗျနောက်မှနားချောင်းသားလေးရိုက်ပြလိုက်အောင်မင်္ဂလာပါပြောလိုက်အောင်လေညီလေးမင်္ဂလာပါမင်္ဂလာပါဟုတ်โอเคတို့ကျိုးတွေပဲလဲထားပါတယ်ကျိုးကတော့ဒါကျွန်တော် 2.0 သုံးပါတယ်ဒါကတော့ကျွန်တော်တို့ခလုံးနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ attention တော့ကိုအချက်ထားပြီးမပြစ်ပါဘူးဘာဖြစ်လဲဆိုတော့နည်းနည်းဆရာကျသွားလို့ပေါ့နော်အဲတော့ဒါပုံမှန်လေးပဲဒါစီစီလေးကြားတဲ့အနေထားလေးနဲ့ဒါကျွန်တော်တို့ပြစ်တာပါโอเคအမြန်ဆိုရင်လည်းကျွန်တော်တို့ကလက်မနဲ့ထိမ့်တက်တဲ့အကျင့်ရှိသွားပြီဆိုတော့ကျွန်တော်တို့ဒါ tension note တွေပါတယ်ဒီ gear ratio တွေပါတယ်ကျွန်တော်တို့ဒါပေါ့ကိုပုံမှန်လေးဆော့လို့ရပါပြီပေါ့နော် okay အကြည့်ပါဦး let's go ဒီတိုင်းမောင်းရမယ်ဆိုင်ကတော့မရလေရတယ်ဒီတိုင်းမောင်းသွားတယ်နော်တိုင်းမောင်းအေးတိုင်းနဲ့ပြတ်မှန်လို့မချီလို့ကိုပတ်မှာဟုတ်လားဘလူးမဝင်မကြည့်အေးကိုကြီးသွားမယ်သားဖားတို့ကကြီးလို့မကြိုက်ဘူးတိတ်ပြီးတော့တာအေးအဲ့ဒါပေါက်တော့ရှိတယ်ဒီနည်းနည်းကြာချင်အောင်ကျွန်တော်တို့တစ်ချက်သတိထားမှာကဘာလဲဆိုတော့ကျွန်တော်တို့စပူးဒီစပူးအိမ်ကိုပေါ့နော်ကျွန်တော်တို့ကျိုးအလုံးသေးလို့ရှိရင်စီစီလေးပြစ်ပေးတာပိုကောင်းပါတယ်ဒါကြောင့်လဲဆိုတော့ကျွန်တော်တို့ကျိုးအလုံးသေးတဲ့အခါမျိုးတွေမှာကြတော့ကျွန်တော်တို့ဒီကောင်တွေကရှုပ်ပြီးတော့ညှိနိုင်ကြီးအရင်များတယ်ပေါ့နော်အဲ့ဒါလေးတစ်ခုရှိပါတယ်ကျွန်တော်တို့ 3.0 လောက်ကိုကျွန်တော်တို့ဒီကျိုးကိုသုံးမယ်ဆိုလို့ရှိရင်တော့ကျိုးရှုပ်နိုင်ကြီးနည်းငယ်တော့နေပါတယ်ကျိုးသေးလို့ရှိရင်ကျိုးရှုပ်နိုင်ကြီးပိုများပါတယ်အဲ့တော့ကျွန်တော်တို့နည်းနည်းလေးတော့ချိန်ပေးပါโอเคကျွန်တော်တော့3လောက်ကိုထားပြီးပြစ်ပါတယ်ဒါဟိုဘက်ကနေစောင့်နေနော်ရတယ်ဟိုဘက်ကလားအေးပါဟိုဘက်မှာထိရေပဲလေမျိုးတော့အောင်ထောင်းလိုက်ပြီးကောင်းပြီးပါလေကောင်းပြီးပါလေပြင်းလို့ပြေဘူးလားအဲ့လေဒီဂျီလေးနဲ့ကျွန်တော်ဒီဘက်ချမ်းအကောင်တွေကတော့ဒီဂျီနဲ့ပါ3နာရီလောက်လာတာတော့မကြိုက်ဘူးအရင်တော့3နာရီခွဲ4နာရီပဲချလဲဆိုကြိုက်တယ်ပေါ့နော်အခုကတော့4နာရီကျော်သွားပြီခုမှထောင်ဆရတယ်ဟောရှိပါတယ်ကောင်စိုးလေးတွေကျွန်တော်တိုက်ထောင်ပြီကျွန်တော်ဒီထဲမှာတကောင်ပါသွားတယ်ဗောနော်ဒီထဲမှာတကောင်ကကျတော့ဘယ်လိုပါလဲဆိုတော့လီတာချိုးခံတာပေါ့အခုကတော့လီတာချိုးကျွန်တော်မခံတော့ဘဲနဲ့ဒီတိုင်းပြစ်ကြည့်တာစိုးပေါ်လာလိုက်ကြိုက်ပါတယ်
အခုကျွန်တော်ပြပေးချင်တာတော့ပါလဲဆိုတော့ကျွန်တော်တို့ဒီလီတာဂျိုးခံတဲ့ခါမှာလည်းအဲ့လိုမျိုးအပြင်းကြပြီးတော့ကျွန်တော်တို့အပြင်းကြတာပေါ့နော်အပြင်းကြပြီးတော့ကျွန်တော်တို့ကတော့အဲ့လိုမျိုးအပတ်ရေအများကြီးမပတ်ဘဲနဲ့နည်းနည်းလေးပဲပတ်လိုက်တော့လီတာဂျိုးကနေပြီးတော့အဲ့ငါးပါသွားတာငါးကနည်းနည်းလေးကြီးတယ်ပေါ့နော်အဲ့ကောင်ကတော့မရှိဘူးဆို30သား40သားပတ်ချလေးမှာတော့ရှိမယ်ထင်တယ်ပါသွားတော့အခုလိုမျိုးစုံတာပါဒါကတော့ကျွန်တော်ဒါ BJ နဲ့ပဲဒီကန်တွေကစပွန်ရုပ်ကြတာများတယ်နောက်ကြောင့်သားလေးကန်ကနောက်ကြောင့်သားလေးကအစာရေသာမှုနဲ့ပတ်ပြင်းနေတာဆိုတော့ကျွန်တော်အဆင်မပြေဘူးပေါ့နော်အဲ့လိုဒီလိုသူမတက်တဲ့ရုံမျိုးတွေနဲ့ကျွန်တော်တို့က action မတူတဲ့ရုံမျိုးတွေနဲ့ပြင်ပါစီးပေါက်ပါပြီဟုတ်တာ BJ လေးနဲ့စီးစားပေါက်အောင်အများပေါ့နော်ကဲ let's go လိုက်ကြည့်ပါဦးကျွန်တော်တို့နောက်ထပ်အားရလာအောင်လို့ပေါ့နော် okay ကျွန်တော်နိုင်ပါမယ်ပိတ်တာကျွန်တော်တို့စီးပထမဆုံးစပေါက်တဲ့ကောင်ကတော့ပြီးတော့ပြီးပါတယ်ဒါပေမဲ့ကျွန်တော်တို့ညညရရင်တော့ယူသွားလိုက်နည်းနည်းလေးပဲဆိုတော့ပြန်လွတ်ခဲ့လိုက် okay လေးကမ်းဒီနေ့တောင်းလာပြီးတော့အားရအားပြီးကြိုက်တယ်နော်အခုလိုအယုတ်ပစ်ပြီးသွားလို့ရေညှိတွေပါတယ်နဲ့ဒီစပွန်းတွေပါတယ်မှာညှိလို့ရှိရင်ကျွန်တော်တို့ဒီ BJ ရဲ့သဘောသွားဝကနည်းနည်းလေးကျွန်တော်တို့ဒီအမိုက်လေးတွေဖယ်ပြီးတော့ပစ်ပေးပါဘာလဲဆိုတော့ကျွန်တော်တို့ဒီကောင်းရဲ့ action ကကြတော့စပွန်းနဲ့မဟုတ်ဘူးကျွန်တော်တို့လေဖယ်ကူးတာဆိုတော့ဒီကောင်းရဲ့ action ပြောင်းသွားနိုင်ခြင်းများတယ်ပေါ့နော်အဲ့လိုညှိနေတာနဲ့ပတ်သက်ပြီးတော့လေဖယ်ကိုကူးခြင်းအာတန်နေနည်းနည်းရော့သွားပြီးတော့ဖြည်းဖြည်းချင်းသွားတာမျိုးပဲဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အမိုက်တွေပဲညှိရင်ဒီကောင်းကိုဖယ်ပေးပါခင်ဗျာစမ်းပါကြိတ်ကြီးဒီကောင်တော့အညာပြီးဆောင်အားကအေးcome on တော့စိတ်ပေါက်ပါပြီကျွန်တော်တို့နေရာလေးထပ်ပြောင်းပါအောင်မယ် let's go လိုက်ကြည့်ပါဦးဟုတ်လား哦，这边嘞，ပါလားမှတ်တယ်妈的， အဲ့တဲ့လေ哎个好嘛， ဘုဘက်ဆက်ပြီးတော့ကောင်းတယ်ပဲထိုးထည့်လိုက်အဲ့ဒါဆိုတော့ကြာညှဆုံးထားလိုက်ရတယ်ငါးကြောင်သားလေးပေါ့နော်ကျွန်တော်ညီလေးပါသူနဲ့စုံလုံးလေး蹦蹦， စပွန်းကစပွန်းမှာကိုမင်းလေပုံဆိုငါလည်းလုံးကြောင်ပါ这蹦嘞，这蹦白了，哎， ဘာမှလဲစပွန်း 哎，路没有嘛白了， ဒါတွေ့ရဟောပြောလား嗯，什么白了，那不，要的呀，对，这你嘛干。我这干那里把你的嘛打什么意思？的嘛，你给我包。ဟုတ်ကဲ့ကျွန်တော်မှာ 我干嘛？
လိုက်နေမို့လို့ဒီကဟိုငါတို့နည်းနေပြီလောက်နော်လိုက်နေမို့ အဲ့မှာဖားရုပ်တွေကြတာနူးကတွေ့လားနူးကကောက်ရလားဖားရုပ်တွေကြတယ်မနေတာပြန်လာတော့ဖားရုပ်တည်းယူကောက်ရပါအဲ့ဒီရနေချနေလူကလာအကောင်လေးဆိုင်တော့ချော်နော်စီမီဘူးလေလာလေအေးဒီ ဟိုကနေညံ့နေ ဒီကလာဘူးဟေးရ ကျွန်တော်တို့ဗီဒီယိုတွေအဲ့တော့ဒီလောက်ပါပဲခင်ဗျကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းလည်းစိတ်ရောကိုယ်ပါရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျဗီဒီယိုမတင်တာကြာတော့ကျွန်တော်ကိုမေ့နေကြပြီထင်ပါတယ်